သူမဟာဂျိုသားတွေရဲ့ဖန်စီခေါ်ဆောင်သွားခြင်းကို3မိနစ်ကြာခံရခဲ့ပေမဲ့ကဘာမြေကိုပြန်ရောက်လာတဲ့အခါမှာတော့17နှစ်တောင်ကြာသွားခဲ့ပါပြီ။သူမထွန်သွားတော့က6လထားပဲရှိသေးတဲ့သမီးလေးဟာအခုဆိုရင်12နှစ်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ Yeah. Heidi, it's mommy. ဒါပေမဲ့သမီးဖြစ်သူကသူမကိုမမှတ်မိတော့ပါဘူးအဲ့ဒီအချိန်မှာပဲခင်ပွန်းဖြစ်သူကအိမ်ထဲကထွက်လာပါတယ်ဆက်တတိချတာကာလအတွင်းသူဟာတိတိတတာအိုမင်းသွားခဲ့ပါပြီသူမယုံနိုင်တယ်လို့ဖြစ်နေပေမဲ့လည်းသူအချစ်ဆုံးအမျိုးသမီးကိုရှေ့တိုးပြီးဖက်လိုက်ပါတယ် Look at you, you haven't aged a day. သူမဖန်ဆီးခံရတဲ့အကြောင်းကိုခင်မင်းသူကိုစော့ပြောပြပါတယ်။ဒါပေမဲ့သူကစိတ်မရှိစွာနဲ့စကားဖြတ်ပြောလိုက်ပြီးသူမကိုစွန့်လာသွားစေမယ့်အမှန်တရားတစ်ခုကိုဖွင့်လာလိုက်ပါတယ် I didn't think I was ever going to see you again. I'm married, Lily. Carol has been a really good mother to Heidi, and we have a son now too, a little boy. ခင်ပွန်းဖြစ်သူရဲ့ရက်ဆက်တဲ့စကားလုံးတွေကြောင့်သူမခဏတာဆွမ်းနာသွားခဲ့ရပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့လုပ်ရက်ကိုသူမနားလည်ပေးနိုင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ကဘာမှာတော့သူမဟာ17နှစ်တောင်ပျောက်ဆုံးနေခဲ့ပြီးတေပြီးလို့တောင်ယူဆထားကြတာကြောင့်ပါ။ဒါကြောင့်သူလည်းအထင်မရှိပါဘူး။ဒါပေမဲ့ပြဿနာကသူမအသက်တော့မိနစ်အနည်းငယ်လောက်ပဲကြာသေးတယ်လို့ခံစားနေတာကြောင့်လက်မခံနိုင်ဖြစ်နေတာပါ။ရုတ်တရက်ဆိုသလိုသူမဟာလမ်းပြောက်သွားတယ်လို့ခံစားရပြီးဖြူအန်ချင်လာတဲ့အထိလမ်းပေါ်မှာရွရွချက်မရှိရှောက်သွားနေမိပါတယ်။ဆေးတောက်ဖို့အတွက်ဆေးခန်းကိုသွားတဲ့အခါမှာတော့သူမမှာကိုယ်ဝန်ရှိနေပြီဆိုတာကိုအံ့ဩစရာကောင်းအောင်သိလိုက်ရပါတယ်။ You're not sick, Lily. You're pregnant. Conceived. When? I assume it happened right before you disappeared. ကိုဝင်ရှိနေပြီဆိုတာကိုကြားလိုက်ရတော့သူမမျက်စိမျက်နှာပြတ်သွားပြီးဒါဟာသူမခင်မွန်းရဲ့ကလေးပဲလို့အလိုလိုတွေးမိသွားပါတယ်